နိုင်ငံရေးကြောင့်မပြောဘဲနေလို့မရောက်လာမောင်လေတဲ့အပေါ်လို့တင်လို့ပါတဲ့အပြောင်းပြောနေလဲဘာမှဖြစ်လာမှာမဟုတ်ဘူးတဲ့အချိန်ရှိကအလုပ်ပိတ်ပန်းနဲ့အေးစစ်နာခိုင်းတာပေါ့လေသူပြောလဲမှန်ပါတယ်ဒီကလေးငါကလေဒီကချင်မိသားစုစုရေးစတက်ခံရတဲ့ဟာတွေပြီးတော့ငါတို့ရွာခံတရားကိုတပ်ပြီးလက်ဆက်ဖြောက်ခဲ့တာကိုရှိမှတေးလေးတော့တင်သွားပြီလေသိမလားမတေးလေးငါတော့သိမလားအဲ့ဒီအမှန်တရားကိုပြောရမယ့်တာဝန်ရှိတယ်လို့ခံစားရလို့သိမလားမခံတာလို့လားဒီစိတ်ကလည်းနာကျင်နေတော့ပြောနေရတာပါနော်ကင်ငါတော့နာကြီးချက်နေသိမလားစစ်တပ်ကိုမုံပြီးပါပြောတယ်ဆိုတော့ထားလိုက်ပါတော့ကင်နေတို့ရောနော်နိုင်ငံရကိုလည်းမဆိုင်ဘူးလို့ထင်နေတော့မေးလားသိတယ်မလားကိုတူတော့ဆေးတာတော့မဟုတ်ဘောနော်ပြပြတာပါအကုန်လုံး knowledge တွေ share ပေးတာပေါ့သိမလားရန်တိုက်ပေးတာမဟုတ်လေငါလေနော်စစ်တပ်ကိုနေတို့လည်းရန်တိုက်ပေးတာမဟုတ်နော်မျက်လုံးနှလုံးဖွင့်နေမနဲ့မိုးလေးမျက်လုံးနှလုံးဖွင့်နေတယ်အင်တာနက်လိုင်းနဲ့ကွေးနေဆိုတော့ဒါနိုင်ငံရဲပဲလေနော်တမိသားဆုံးလုံးမှာကျွေးလို့လောက်တာတော့မလေဝဝလေးမစားရဘူးဆိုတာလေဒါနိုင်ငံရဲပဲလေသိတယ်မလားနိုင်ငံရဲနဲ့ပတ်သက်ဆက်နွယ်နေတာကြီးပဲလေဒီနိုင်ငံမှာမိသားစုထဲမှာတရားအလုပ်လုပ်ပြီဆိုတမိသားဆုံးထိုင်စားနေလို့ရလားသိတယ်မလားအေးအဲ့လိုမျိုးပြောချင်တာဟာငါပေါ်တော့သွားပါပြီနော်ထင်သားလုံးဖြစ်ပါဘူးစိတ်တက်ကြပြီးမှငိုကြွေးနေတာဒါနိုင်ငံရေးကြောက်ပဲသိမလားအခုဆိုငွေကြေးဖောင်းပွားတယ်မှာစီစည်းတွေတက်ပြီးမှသိမလားဟိုမှာတန်းစီဝယ်ရတယ်ဒါအကောင်လုံးကနိုင်ငံရေးနဲ့ဆက်နွယ်နေတာပဲလေရှင်းတယ်မလားအဲ့လိုသဘောပေါက်လိုက်စားမှရိုးရိုးလေးပဲစဉ်းစားပါနော်အမေစုပြောနော်နိုင်ငံရေးကကိုနဲ့မဆိုင်ဘူးဆိုလို့ရှိရင်ထင်းနေသူများလာပြီဆိုလို့ရှိရင်တဲ့ပီတိုတွေကငါနဲ့မဆိုင်ဘူးဆိုတဲ့အစိုးရတွေပေါ်လာမဲတဲ့သိမလားအဲ့ဆိုကြောက်စရာကြီးလေအေးအဲ့လိုပြောချင်တာကိုမဒိမို့တွေရာဇုံမို့တွေတခုပြီးတခုတိုးလာတယ်တိမလားတခိုးမို့တွေအဲ့ဒါနိုင်ငံရေးကြောက်ပဲလေအကုန်လုံးဆက်နေမှုရှိတယ်တိမလားတဘောပေါက်မှာဘာလို့ပြောလို့ရှိရင်တော့နော်အဲ့ကြောင့်ဘာမှမလုပ်ရှိတော့ဘာမှရလာမှာမဟုတ်လေငါလည်းဘာမှမလုပ်နေလို့ရတယ်တိမလားငါတယောက်မပြောလဲဘာမှဖြစ်လာမှာမဟုတ်လေတိမလားအေးငါတယောက်ပြောလို့လေဘယ်သူမှဘာမှဖြစ်သွားမှာမဟုတ်လေနော်ဒါပေမဲ့ကွာတယောက်ဖြစ်ဖြစ်နေရဖြစ်ဖြစ်စိတ်သက်ခုံအားနဲ့ရပါစေဆိုတဲ့စိတ်နဲ့ line ပေါ်တက်ပြောနေရတယ်တိမလားကိုယ့်ရဲ့နာကြီးချက်တွေပါတာပေါ့လေနော်အဲ့လိုပြောချင်တာလေအခုဆိုလို့ရှိရင်ကိုယ့်ရဲ့ရွေးချယ်မှုတွေဒါတိမလားကိုကြီးလိုပြောလို့ဘယ်သူမှငါ့ကိုငါမလို့ချက်ပေးထားတာမဟုတ်လို့ဘယ်သူလူပုတ်ကိုတယောက်ကမှငါ့ကိုသမီးတင်ကျွေးထားတာမရှိဘူးလေတိမလားအေးကိုယ့်ရဲ့ရွေးချယ်မှုအန်တီများလေတိမလားအန်တီကိုနိုင်ငံရေးလုပ်တယ်လို့မခံစားပါဘူးဒါပေမဲ့အမှန်တရားတော့တိမလားရက်တီပေးလို့ပဲခံယူပါတာပါတိတယ်မလားကိုနိုင်ငံရေးမလုပ်တတ်ပါဘူးအမှန်တရားတော့ရက်တီတာလေနားလည်မလားတဘောပေါက်တယ်မလားအေးနော်ငါလိုပဲများလာပြီဆိုလို့ရှိရင်အကုန်လုံးကမြပြသေးတဲ့ရတုံကြတော့မှလေကြောက်စရာကြီးနော်အဲ့တော့ကိုယ့်ရဲ့ရွေးချယ်မှုအန်တီများတဲ့အတွက်ကြောင့်တော့ကိုချစ်တဲ့တူတာမှလေကိုမပေါင်းတဲ့တူတွေနော်ကိုချစ်နေရေးတန်းနဲ့လမ်းခွဲခဲ့တဲ့အကြောင်းမျိုးမျိုးဆင်ချင်နေပေးမှတိမလားနားလည်ပါတယ်သူနဲ့ကိုနဲ့တွေးလို့ရှိရင်သူတိတ်ခါကြမှာလေတိမလားအဲ့တော့သူတဲ့အန်တီများလေအဲ့တော့ကိုကြောင့်ပေါ့လေနော်အဲ့တော့ကိုဒီလိုမျိုးစွန့်ပစ်ခဲ့တယ်ဆိုလေကိုကျင်တဲ့လက်ခံတယ်တိမလားအဲ့တော့ကိုအရာအလုံးကိုစွန့်လို့တယ်လို့မပြောချင်ပါဘူးဒါကိုရဲ့ရွေးချယ်မှုဖြစ်တဲ့အတွက်အဲ့ဒီအတွက်နောက်ဆက်တွဲဒီခက်ခဲပြဿနာလေးတော့ရှိတာပေါ့နော်ဒါပေမဲ့ဒါကိုရဲ့ရွေးချယ်မှုအတွက်ကိုကျင်တတ်ပါတယ်လက်ခံပါတယ်နားလည်မလားကိုဟာနိုင်ငံရေးနဲ့မဆိုင်ဘူးဆိုတဲ့သူတွေကပေါ့နော်ကိုဟာနော်ဘလောက်ထိအောက်တန်းကြတဲ့အမေဆိုပြောနော်ဘလောက်ထိနှိမ့်ကြတဲ့နိုင်ငံသားတယောက်ဖြစ်တယ်ဆိုကိုကိုဖော်ပြနေတဲ့အတူတူပဲတဲ့နော်နှိမ့်ကြဆိုပညာသားပါပြောတာပေါ့လေအောက်တန်းကြလို့ပြောချင်တာမသိမလားအေးနိုင်ငံရေးကိုလည်းမဆိုင်ဘူးဆိုလို့ရှိရင်ကိုကဘလောက်ထိအောက်တန်းကြတဲ့နိုင်ငံသားတယောက်လေးဆိုတော့ကိုကိုဖော်ပြတဲ့အတူတူပဲလေသူများနိုင်ငံရှိမှာသူများနိုင်ငံသားတွေရှိမှာသိမလားအကြောင်းဘလို့အကြောင်းပေါ့နော်ဒါဘာမှမဟုတ်ပါဘူးတခြားတော့